So, 방금 또 하고 제가 집 안어. Down vào đi, đó không có cao một cú lên, nhưng mà về tháo vào nó. Ok, đi vào mà, tháo đi nè vào mà, phải lên đi vào đấy. Con nào là đúng à, passport mấy thứ cũ là đó ngay à trái vào nó, mà bộ này mấy thứ gì, smart cái mấy thứ gì là bây giờ đấy, bây giờ. Xả được thòng bị này bị hốt đại ấy đều rồi ok mà đó rồi nhau đi nè thái nè cha ra đấy như bộ nó nhưng mà nghe nó là gì nhất let's go wow mình bao truy này à vì thế cho 3 minute rồi tỏa mày mà rồi nó bên này cái cú lâm mà sao sao đấy cú là gì đó sao ok let's go cho nó chuyển thoát là vì cái này đi vào đấy đi vào vì bà mà lúc xem rồi biểu đấy thì bà mà lấy bắt chồng bị lại đấy thì bà mà lấy bắt chồng bị lại đấy con nào hôm mà đấy chồng bị lại đấy nó thòng nó cổng ra vì hôm mà nó nhìn ra vì hôm mà cái nhìn ra vì ok thì bắt cả nhau là vìဒီဘက်မှာဟိုဘက်နေလမ်းလျှောက်ပြီးတော့ဒီနားမှာစစ်ရုံပဲကျွန်တော်တော့ဘာမှမရှိဘူးโอเคဒီမှာစောင်းထုတ်တယ်ဒါလေးကတော့ကျွန်တော်ဘန်ကောက်သွားတဲ့ experience တွေကိုမျှဝေခြင်းလို့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီကျွန်တော်မြန်မာနိုင်ငံဘက်မှာ visa လောက်တော့9သိန်းပေးရတယ်ပြီးသွားလို့ရှိရင်ဒီမြန်မာတရားဘက်မှာနဲ့ထိုင်းတရားဘက်မှာက2000ကုန်သွားတယ်ဒီမေဆောက်ကနေဘန်ကောက်ကိုသွားတဲ့ကားကတော့900ကျတယ်အဲဒီတော့မြန်မာငွေဘတ်9သိန်းထိုင်းဘက်က2900ပေးလိုက်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှိသက်ချောက်ဘယ်လို experience ထတွေ့ရမလဲဆိုတာလိုက်ခဲ့ကြပါဦးဘာမှမခေါ်ဘူးကိုယ်နဲ့ရှောင်းပြီးပါတယ်အဲ့ဒီသွားတော့မယ်ဒါကထိုင်းနာကြီးဒါကမြန်မာနိုင်ခါနေဟိုကားလို့တော့ထင်တယ်အဲ့ဒီကားနဲ့တော့မလားမသိဘူး Yo I'm ready ကားနဲ့တော့မှဖြစ်ပါတယ်ဒီကားဆရာကျွန်တော်ကိုအရှိမထားပြီးတယ်ဒီသွားတယ်ဟိုစထွက်ပါပြီခုဆိုရင်အဲ့မှာကျွန်တော်တို့သွားပြီးတော့တိတ်မကြဘူးပေါ့နော်ဒီလိုမျိုး 7-Eleven တွေရှိတဲ့ဆိုင်တွေပြီးပါလို့ရှိရင်ဒီ fast food တွေဘေးနားမှာလည်းရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကားဆရာကရက်ပေးပါတယ် toilet တွေပါလည်းသွားလို့ရတာပေါ့နော်ခေကျွန်တော်တို့ရေတော်ဝဲမှာဖြစ်ပါတယ်ရေတော်ဝဲမှာဖြစ်ပါတယ်တောက်ရေစီဗနာမရှိပဲဆိုတာကျွန်တော်ရေကOkay, I need a little. Oh, here. Okay. I need this. Let's go. Let's go. အဲ့ဒီမှာကျွန်တော်တညလုံးကာစီယာမှာဆိုတော့အစာခံအောင်ပေါင်မုံနဲ့စက်သားညက်ထားတဲ့ဟာလေးကိုကျွန်တော်15ဘတ်တန်လေးတွေ့လို့ဝယ်စားခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်လမ်းတွေကိုမှောင်ခဲ့မယ်ထင်ခဲ့တာဗျာဒီလိုမျိုးမှောင်တဲ့နေရာလေးတွေကခဏတစ်ဖြုတ်လောက်ပဲရှိရဲတလန်းလုံးကတော့မီးတွေထုံထားတာဖြစ်တဲ့အတွက်မိုက်တယ်ပေါ့ဗျာဘယ်မှာကားနာပါပြီကျွန်တော်စီးလာတဲ့ကားပါအဲ့ဒါကျွန်တော်ဒီ PT 7-Eleven
ဒီမှာကျွန်တော်တို့ရက်ပေးပါတယ်ကျွန်တော်သဘောကျတာလေးကျွန်တော်တွေးမိရဘယ်ကနေရည်ထဲမလဲပေါ့အောက်ကနေရည်လာဖြစ်ပါတယ်ဒီလိုမျိုးရေပိုင်းမပါဘဲနဲ့အဲ့လိုမျိုးအောက်ကနေလွတ်ထားလိုက်မယ်ဆိုလို့ရှိရင်သူရေစီတစ်စီတည်းကိုရေထဲယုံနဲ့ balance တွေဖြစ်ပြီးတော့ရေဒီအားလုံးက quality level မှာရှိနေမှာဖြစ်ပါတယ်ဒီ ATM ဆက်မှာ visa ရတယ် plus mastercard I don't know ဒါရရတယ် okay ဒီမှာထုတ်လို့ရတယ်ပေါ့နော် okay one free no surprise charge you see okay oh shit ကျွန်တော်ဒီကနေဒီကိုကားချိန်ပါမယ် let's go ဒီမှာစီတိုင်းမှာကားချိန်နေပါတယ်မြန်မာနိုင်တနိုင်24ရှိပါပြီအချိန်ပြီးပါပြီမေမผมไม่ต้องไงဒီမှာကားဆရာချင်းချိန်သွားပြီရယ်ပတ်စံတပြားမှမပေးရဘူးဟုတ်ပါပြီကိုကဲမနာမကြည့်ထားနေရပါပဲအဲ့ဒီမှာကျွန်တော်မသွားခင်ကိုကဲမမှာ360 view တွေကြည့်တယ်ကျွန်တော် walk လုပ်ကြည့်တယ်အနားမှာလည်း 7-Eleven ရှိတယ်သွားလိုက်စီးနေတယ်တော့ဝယ်မယ် Let's go. 1. Here. Okay, PC or Sony. NFC. Still. BioPLC. All-in-one charger. Stand. Water. Mask. Wallet. Other. Charger. Connector, 2 power bank, check it. Let's go. Oh shit. I need this. Good. ဒီမှာနေမယ်ဒီမှာနေပြီးတော့ဒီကနေသွားမယ်ဒီမှာ꿰သွားရင်ဒီမှာ Marvel Factory ရောက်မယ် Okay ကျင်းသွားပါမယ်ခုကဘယ်သွားမှလဲဆိုတော့ဘယ်သွားမှလဲ Master Gallery အဲ့ဒီမှာကျွန်တော်ဖုန်းကအဲ့ဒီရောက်မှပဲ reset ချပြီးတော့ကျွန်တော်အစအနေပြန်လုပ်ရတာဆိုတော့အစအနေပြန်လုပ်ဖို့စဉ်းစားထားတော့အမှကျွန်တော်ဂျင်မှာ Wi-Fi ဂုံးသက်ဆင်းပါတယ်တက်ဆော်တာတော့မဟုတ်ပါဘူး Hi Hi Master Factoryအဲ့ဒီမှာဆိုင်းဘုတ်လေးတွေ့ရတယ်လမ်းကြားလေးထဲဝင်သွားလိုက်ရင်ရောက်ပါပြီအဲ့ဒီမှာဂျင်မာဆိုတော့အေးတွေမုတ်တွေအစားအစာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကဝိမတက်တဲ့အစားအစာတွေပဲပေါ့နော်အမှကျွန်တော်ကော်ဖီတစ်ခွက်နဲ့ထုတ်လို့3ချောင်းမှပြီးတော့ Wi-Fi လေးကုန်းဆင်းလိုက်ပါတယ်အဲ့ဒီမှာ Wi-Fi ဘယ်လောက်တောင် line ကောင်းလဲဆိုတာကျွန်တော်ပြမယ်ကြည့်နေရှိဒီရောက်နေတယ်ဒီကနေဒီကိုသွားဖို့ကအဲ့ဒီကဘာကြီးလဲဆိုတော့ Okay True Digital ဘက်ကိုသွားဖို့က10နာရီမှဖွင့်ပါ Okay ခုကျွန်တော် Digital ဘက်ကိုသွားနေပါတယ် Digital ဘက်ကကျွန်တော်နေတဲ့နေရာနဲ့လမ်းလျှောက်မယ်ဆိုရင်ကိုကဲမှာတော့လမ်းလျှောက်ရင်39မိနစ်လို့တော့ပြောရဲပေါ့နော် Hi I'm here Let's go Okay လမ်းမပေါ်တော့ရောက်လာပြီ ကဲလမ်းလျှောက်တာလည်းမောသွားပြီဆိုတော့ကျွန်တော်ရ
ရေဓာတ်ဖြည့်ဖို့ပိုကာရီဆက်30တန်းလေးကိုကျွန်တော်ဝယ်တော့ခဲ့ပါတယ်ကဲလမ်းလေးရှောက်လိုက်တာချွေရတော့တော်တော်ထွက်သွားတယ်မကြပါဘူးအရှိမတော့ရှောက်ပါပြီကျော်ဒီဂျစ်ဖက်ထဲရောက်ရှိလို့လာပါပြီ။ဘာရှိမလဲ။ကြည့်မယ်။ဟိုဘွားဒါကိုဖြတ်ကြည့်မယ်။ထဲထဲကိုသွားကြည့်မယ်နော်။ဒီ True Digital ဘက်ကိုကျွန်တော်သွားတဲ့အကြောင်းရင်းကတော့ဒီ vlog ကတယောက်နေပြီးတော့ပြောပြထားရပေါ့နော်။ဒီဟာကြီးကိုသူတို့ဘယ်ကုမ္ပဏီကနေပြီးတော့ပေါင်းပြီးဆောက်လုပ်ထားပါတယ်ပေါ့။အဲ့တော့ကျွန်တော်အတွက်ပါအတန်းရှင်းရှိမလဲဆိုပြီးတော့သွားကြည့်ခဲ့ပါတယ်။အဲ့ဒီမှာအစားကတော့ကျွန်တော်ကတော့ထူးရလို့ကျွန်တော်တို့အတန်းရှင်းဖြစ်စရာဘာမှမတွေ့ဘူးဆိုပြီးပြန်တော့မယ့်အချိန်မှာဆက်လက်ပြီးတော့ကြည့်ပေါ့နော် Hello ကဲအမှလာကြည့်တော့ကျွန်တော်ထင်တာကတော့ light ချော့နေရပဲနေမှာပါ It's the cool Hi, buddy. Hey, ဒီဘက်ဆောင်းမှာတော့ကျွန်တော်တွေ့ခဲ့တာစားလောက်ဆိုင်တွေတွေ့ခဲ့တယ် coffee ဆိုင်တွေအများကြီးတွေ့ခဲ့တယ်ဒီဘက်တိုက်မှာအပေါ်ထက်ကြည့်မယ် channel ကြောင်ကြောင်ကြားတော့မဝင်တော့ဘူးအပေါ်တွေမတက်တော့ဘူးထိုင်မထိုင်ပြောပြလို့ဒီကိုလာကြည့်ကြည့်တာမထိုင် vlog ကိုကြည့်ပြီးတော့လာကြည့်ရမစိုးမိုက်တယ်အပေါ်တက်ကြည့်မယ်ဘာရှိတယ်ပေါ့နော် Okay we should check what we know 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 I don't know this company but I should search. Oh, I know PTT, LG, PTT, LG, Huawei, Google, Meta, ZTE. Okay, the True Digital by you. Locally startup ecosystem. Example ငယ်လေးရှိတယ်ကျွန်တော်တို့ဘယ်ရောက်နေတာပဲPussycatဒီ True Digital ဘက်ထဲမှာမဟုတ်ဗျာဒီအပြင်မှာကျွန်တော်တို့လမ်းတွေရှာလို့လမ်းတွေကူးမယ်ဆိုလို့ရှိရင်ကားတွေကအရန် respect ရှိရဗျာကိုရီဘက်က respect ရှိလေဘေးပညာကြည့်ပြီးတော့သွားမယ်ဆိုလို့ရှိရင်သူတို့ဘက် respect အရန်ရှိရအရန်မိုက်တယ်ဟိုးနေလုံးဝမတီးဘူး K respect cut respect ပဲပေါ့နော် Oh my god look at this ဒီမှာကျွန်တော်စစဝင်ချင်းစစဝင်ချင်းဟိုနားမှာသူတို့ဒီကားထုတ်လုပ်တဲ့ set ရှိမယ်ပြီးတော့ရင်ဒီမှာကျတော့ကျွန်တော်ထင်တယ်ဒါဒီခုသူတို့ရောင်းနေတဲ့ကားတွေပေါ့နော်ဒီရောင်းနေတဲ့ကားတွေခဏပေးပေးတာဒီမှာ unperformance pack ထဲမှာဆိုလို့ရှိရင်
short ဘာတွေရှိမယ်ဒီ steer wheel တွေရှိမယ် okay ဒီမှာသူတို့ festival လုပ်တယ်ပေါ့နော် festival လုပ်တဲ့နေရာ festival ဒီ mini design လေးတွေပေါ့ဒီ TV တွေရှိမယ် okay ဒါတော့ကြိတ်တို့အားလို့ပေါ့နော် okay ဒီဘက်မှာကား engine ကြီးရှိတယ် okay မကြည့်ကြမယ်ဒါတွေကိုကျွန်တော်ဘာလို့ပြောနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပျူတာတက္ကသိုလ်မှာတင်တဲ့ဒီစက်ပစ္စည်းတွေကဒါတွေအခြေခံနေပဲပေါ့နော်အဲ့ဒီစက်ပစ္စည်းရဲ့အခြေခံနေပြီးတော့ဒီလိုမျိုးတွေဖြစ်လာတယ်ဒီအပေါ်ကဟာတွေဆိုလို့ရှိရင်ဒီ stepper motor လို့ဒီတိကျတဲ့ motor တွေကနေပြီးတော့အလုံးလုံးပြီးတော့ဒီကားတစ်စီးတွေတစ်စီးပြီးတစ်စီးဖြစ်မြောက်အောင်ဖန်တီးပေးတယ်ပေါ့နော်โอเคဒီဘက်ပထမဘက်မှာဆိုလို့ရှိရင်ဒီ fancy လေးတွေရှိရပေါ့နော်ဒီ fancy တွေကတော့ကျွန်တော်စိတ်ဝင်စားဖို့ဒီမှာ steer wheel ဆိုလို့ရှိရင်ဒီ steer wheel ထဲမှာပါတဲ့ function တွေအများကြီးရှိတယ်ဒီ function တွေနဲ့ဘယ်လိုတွေအလုပ်လုပ်သွားလဲကားတစ်စီးလုံးကိုဘာတွေခိုင်းလို့ရသွားလဲဆိုတော့အဲ့လိုမျိုး design တွေသူတို့ရေးဆွဲထားတာတွေကိုကျွန်တော်တို့ကြည့်ခွင့်ရတယ် Hiအဲ့ဒီမှာကြည့်အောင်ဘာလေးလည်းမသိဘူးအထဲထဲမှာထည့်ထားတာလေးဗျာအရန်မျက်စိအရန် attraction ဖြစ်လို့ကျွန်တော်လည်းရိုက်လာခဲ့တယ် Okay ကျန်တာတွေကတော့တိတ်ပြီးတော့များများဆဆတော့မရှိတော့ဘူးဒီမှာဒါဆိုလို့ရှိရင်ဘာစုတွေလဲတော့မသိဘူးအင်တာနက်မှာရှာကြည့်ရင်တော့သိနိုင်တာပေါ့Okay, no. Only.ဒါလေးတွေဆိုရင် series လေးတွေဆက်ထားတယ် RGB LED matrix လေးတွေပဲပေါ့နော်ဒီ RGB LED matrix ဒီမှာ1 2 3 4အဲ့ဒီ4ခုဆိုလို့ရှိရင် 2x2 ရှိတယ်အဲ့ဒါကိုမှကျွန်တော်က 2x2 RGB မီးလုံးလေးတွေကိုလင်းလိုက်မယ်အဲ့ဒါကိုအကြီးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဒီလိုမျိုးပကြီးကားတစ်ချက်ဖြစ်သွားရပါတော့ TV တစ်ခုဖြစ်သွားတယ်ဒါဆိုလို့ရှိရင် pixel ဘလောက် into ဘလောက်ဆိုတာရှိမယ်ဒါပေမဲ့ဒီအနီးနီးလေးမှာဆိုလို့ရှိရင်ဒီခုနကျွန်တော်ပြောသလို 2x2 okay hi ထဲမှာ mini market လေးရှိတယ်စုံရင်းတော့စုံတယ်This is trees. Oh, rain. Look at this. This is rain. Sleep and recovery tracking. Measure the rain side and with the side of the
tangerine is to have ဒါ apple က half နဲ့ဒါက google က half ပြီးရင် up to 6 to 4 to 6 day battery life ပါမယ် sleep cardio and workout water resistant look at this okay does Etra UI like plane takeoff intelligent flight path focus following triple stable image live preview footage and enclosed one clip filmmaker okay oh my god seeဒီမျိုးစက်တွေရှိမှန်းကျွန်တော်တီးသွားတဲ့နောက်ကျွန်တော်ဒီလာလိုက်တာဆိုလို့ရှိရင်ဒါအထဲတွေကဒီကျိုးကိုဆွဲရဲမော်တာအားကိုသူကယူပြီးတော့အထဲကနေပြီးတော့အဲ့ဒီကိုယ့်ရဲ့ကျိုးပဲသူကပြန်ဆွဲတာပေါ့နော်ကိုယ့်ရဲ့ဆွဲတဲ့ဒီဆွဲအားနဲ့ time duration တွေကို calculation လုပ်ပြီးတော့ဖန်တီးထားပါပေါ့နော်I wanted this. How much? 2190. အဲ့ဒီမှာကျွန်တော်တက်ကြည့်လိုက်တာဆိုလို့ရှိရင် screen ကတော့အရန်ဘယ်လိုပြောမလဲအရန်မြင်ရတယ်ဒါပေမဲ့ဒီကျွန်တော်တို့ power ကိုပြန်ချိန်ရမှာပေါ့နော်ကျွန်တော်တက်ကြည့်တာနည်းနည်းဝါနေတာတွေ့ရတယ်မိုက်တယ်ဗျ VR လိုပါပဲချွေးတော့နည်းနည်းပေးသွားတယ်ဗျမြင်တဲ့အတိုင်းပါပဲကင်မရာနဲ့ချောင်းကြည့်ရဘယ်လိုမှမမြင်ရပါဘူးအထက်က screen ကိုခဏကျွန်တော်မြန်မာတက်ဆန်ကြည့်ရမိုက်တယ်ဒါပေမဲ့ screen သေးရပေါ့နော် left right ဆိုရင်တော့မိုက်တယ် fine တယ် recommend ပေးပါတယ်ဝယ်တင်ပါတယ်မဝယ်ဘူးသေးဘူးပေါ့နော် fine တယ်ကြိုက်တယ်ဒီမှာအင်ကြီးရေးရှိတယ်ကုန်ရှိတယ် fine တယ် good bye bye that's a smoking area good okay ပြန်လာတဲ့ချိန်ရနီးလေးလေးရောက်ပြီဆိုတော့ quality ချက်စီထမင်းစားခဲ့ပါတယ်ဖူးရပြီးတော့မပြောတော့ဘူးကောင်းတယ် Okay နောက်နေ့ကျွန်တော်ဘယ်လိုဆက်သွားအောင်မလဲမသိသေးဘူးခုတော့နားပါပြီ